ထိုင်းနိုင်ငံရှိအကျဉ်းထောင်တစ်ခုတွင်လီသည်စာအုပ်ထဲ၌ဝတ်ထားသောငှက်မွေးများနှင့်နေရန်မှဆေးများကိုရေနှင့်ရော၍ပကြီးဆွဲနေပါသည်။သူသည်စာအိတ်ပေါ်တွင်ကပ်ရန်တံဆိပ်ခေါင်းအတုတစ်ခုကိုလည်းပြုလုပ်နေပါသည်။ထိုအချိန်တွင်တာဝန်ကျဝန်ထမ်းတစ်ဦးသည်အကျဉ်းသားများထံမှအိမ်ပြန်ပို့သည့်စာများကိုလိုက်လံကောက်ခံနေသော်လည်းလက်ထိုးနိုင်သူများ၏စာကိုသာသူကယူပါသည်။လီ၏အခန်းသို့ရောက်သောအခါအခြားအကျဉ်းသားတစ်ဦးတောင်းကျမ်းနေသည်ကိုဝန်ထမ်းကအာရုံရောက်နေစဉ်လီသည်သူ၏စာအိတ်ကိုဝန်ထမ်း၏အိတ်ထဲသို့ခိုးထည့်လိုက်ပါတယ်။ဝန်ထမ်းထွက်သွားသောအခါမှာလီသည်အာရုံလွဲပေးသည့်အတွက်ထိုအကျဉ်းသားကိုကျေးဇူးတင်လိုက်ပါတယ်။ထိုအချိန်တွင်ဝန်ထမ်းတစ်ဦးရောက်လာပြီးလီကိုဟောင်ကောင်သို့ပြန်လည်လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်းပြောကာခေါ်ထုတ်သွားပါတယ်။လီသည်စုံတော့ဟိုနှင့်အတူအကျဉ်းသားပို့ဆောင်ရေးယာဉ်ဖြင့်လိုက်ပါလာပြီးပတ်ဝန်းကျင်ကိုဂရုတစိုက်စောင့်ကြည့်နေရပါတယ်။ရဲစခန်းတွင်စုံတော်များသည်အမှုဟောင်းတစ်ခုကိုပြန်လည်သုံးသပ်နေကြပါတယ်။လွန်ခဲ့သော2နှစ်ကကနေဒါအဝေးပြေးလမ်းမပေါ်တွင်တန်ကြပ်ကားကလုံခြုံရေးဝန်ထမ်း9ဦးအသက်ခံခဲ့ရပါတယ်။၄လအကြာတွင် Golden Triangle မာလင်၌တိုက်ခိုက်မှုဖြစ်ပွားပြီး82ဦးသေဆုံးက158ဦးဒဏ်ရာရခဲ့ပါတယ်။ပြီးခဲ့သည့်နှစ်ကပုံနှိပ်စက်ရုံတစ်ခုတွင်လူသက်မီးရှို့မှုလည်းဖြစ်ပွားခဲ့ပြန်ပါတယ်။နောက်ပိုင်းတွင်ဟိုတယ်တစ်ခု၌ရဲတအုပ်နှင့်အမှုပညာပစ္စည်းအယောင်းကိုယ်စားလှယ်တအုပ်အသက်ခံခဲ့ရပါတယ်။နောက်ပိုင်းတွင်ဟိုတယ်တစ်ခု၌ရဲတအုပ်နှင့်အမှုပညာပစ္စည်းအယောင်းကိုယ်စားလှယ်တအုပ်အသက်ခံခဲ့ရပါတယ်။ဤလူသတ်မှုအလုံးသည်နိုင်ငံတကာငွေတုဂိုင်းတစ်ခုနှင့်ဆက်ဆက်နေပြီးဂိုင်းဝင်အများစုမှာအသက်ခံခဲ့ရပြီဖြစ်ပါတယ်။အသက်ရှင်ကျန်ရစ်သူ2ဦးသာရှိပါတယ်။လီနှင့်သူ၏ဆရာတို့ဖြစ်ပါတယ်။ပကြီးဆရာ၏အမည်မှာမြည်သူမြည်ဝါဖြစ်ကြောင်းနှင့်တီနေရာကိုလည်းလိုအပ်ချက်များဖြင့်ရဲများထံတွင်ကနေဒါ၌ရိုက်ထားသောသူ၏ဝေဝါးပုံတစ်ပုံသာရှိပါတယ်။ဆုံတော့ဟိုကလီကိုပကြီးဆရာအကြောင်းမေးတော့လဲလီကသူအသက်ခံရမှာကိုကြောက်တော့ကြောင့်ငိုယိုပြီးဘာမှမပြောပါဘူး။ရုတ်တရက်ပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးရုံးခန်းမျက်နှာကျက်ပြိုကျလာပါတယ်။သို့သော၎င်းမှာပကြီးဆရာလုံးနိုင်စွမ်းရှိသည့်များကိုလီကရှင်းပြနေခြင်းသာဖြစ်ပါတယ်။ဆုံတော့ကမကြောက်သောကြောင့်လီသည်ထိတ်လန့်တုံးလုံးခါထောင်ထဲသို့ပြန်ပို့ရန်တောင်းဆိုပါတယ်။ဆုံတော့တအူးကသူ့ကိုထိုးကျိတ်ပြီးအချုပ်ခန်းထဲကိုထည့်လိုက်ပြန်ပါတယ်။ခဏအကြာတွင်လီကိုကျွေးသောအစားအစာတွေနဲ့ဆေးခတ်ထားသဖြင့်သူမေလဲသွားပါတယ်။ထိုအခါရဲများကလီ၏သပင်အရေပြသရွေးနှင့်သွေးနမူနာများကိုယူလိုက်ကြပါတယ်။လီနိုးသာသောအခါမှာဆုံတော့ဟို၏ရုံးခန်းသို့ပြန်ခေါ်လာပါတယ်။လီ၏ DNA များမှာဟိုတယ်လူသတ်မှုမှတပ်တွေများနှင့်ကိုက်ညီနေသဖြင့်လူသတ်မှုဖြင့်တရားစွဲခံရမည်ဟုပြောပါတယ်။လီကတပ်တွေများမှာအတုဖြစ်သည်ဟုညင်းဆိုပါတယ်။ထိုစဉ်နာမည်ကြီးပကြီးဆရာမယွမ်နှင့်သူမ၏ရှေ့နေများရောက်လာပြီးလီကိုအာမခံဖြင့်ထုတ်ရန်ကြိုးစားနေကြောင်းဆုံတော့ဟိုကသိရှိလိုက်ရပါတယ်။ရဲများကလွတ်မပေးလို့တော့လဲအပေးယူတစ်ခုပြုလုပ်လိုက်ပါတယ်။အကွယ်၍ယွမ်ကလီကိုပကြီးဆရာအကြောင်းပြောပြရန်စီယုံနိုင်လင်လီကိုလွတ်ပေးမည်ဟုဆိုလိုက်ပါတယ်။စစ်စေးရေးအခန်းတွင်ယွမ်ကလီကိုထိုအပေးယူအကြောင်းပြောပြပါတယ်။ပကြီးဆရာသည်ယွမ်၏ဆေးဆက်ထားသူကိုတတ်ခဲ့သူသာဖြစ်ကြောင်းသူမကဖမ်းစေခြင်းနေပါတယ်။လီသည်သူမကိုကူညီရန်အတွက်ပကြီးဆရာ၏ဇာတ်လမ်းကိုစတင်ပြောပြပါတော့တယ်။1985ခုနှစ်တွင်လီသည်ဗန်ကူးဗာမြို့၌ယွမ်နှင့်တွေ့ဆုံခဲ့ပါတယ်။သူတို့2ဦးလုံးမှာအရေးချင်းရှိသောပကြီးဆရာများဖြစ်တော်လဲသူတို့၏လက်ရာများကိုမည်သူမှမဝယ်ကြပါဘူး။10နှစ်အကြာတွင်သူတို့မှအလွန်ဆင်းရဲလာပြီးအိမ်လာသားနှင့်မိဖို့ကြောင့်စိတ်များပင်မပေးနိုင်တော့ပါ။ဝင်ငွေရရန်အတွက်လီသည်ပကြီးကားအတုများရေးဆွဲပေးသည့်အလုပ်ကိုလုပ်ကင်ခဲ့ပါတယ်။တညတွင်ယွမ်၏မန်နေဂျာကလီ၏လက်ရာမှာအခြားသူများကိုကော်ပီကူးယုံသာရှိသည်ဟုနှိမ်ပြောသည်ကိုလီကြားသွားပါတယ်။သို့သောယွမ်ကလီကိုပါလက်မခံလင်သူမသည်လည်းလက်မခံဟုပြောခဲ့ပါတယ်။လီသည်ပကြီးကားအတုများရောင်းရသောငွေဖြင့်ယွမ်အတွက်ပကြီးပြပွဲတစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်။နောက်ပိုင်းတွင်ယွမ်ကလီ၏အလုပ်မှာပကြီးအတုပြုလုပ်ခြင်းဖြစ်ကြောင်းသိသွားပြီးအလွန်စိတ်ပြတ်သွားခဲ့ပါတယ်။ယွမ်၏ပြပွဲတွင်လီကမဖိတ်ဘဲသူ၏ပကြီးကားတစ်ချက်ကိုချိတ်ဆွဲထားသဖြင့်လီစိတ်ဆိုးပြီးရောက်လာပါတယ်။ထိုစဉ်ပကြီးဆရာဖူကန်ရောက်လာပြီးလီ၏လက်ရာကိုလူရှိတွင်လောင်ပြောင်ဝေဖန်ပါတယ်။ယွမ်ကသူ့မျက်နှာကိုအရင်ဖြင့်ပတ်ပြီးနှင်ထုတ်လိုက်ပါတယ်။လီကသူ့နောက်ကိုလိုက်ပြီးတောင်းပန်သောအခါဖူကန်ကလီအရေးချင်းကိုသဘောကျပြီးသူနှင့်အလုပ်လုပ်ရန်ကမ်းလှမ်းခဲ့ပါတယ်။လီကကနဦးတွင်ညှင်းဆိုခဲ့တော့လဲယွမ်ကအမေရိကသို့ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်းသိလိုက်ရသောအခါစိတ်ပြောင်းသွားပြီးဖူကန်နှင့်အတူထိုင်းနိုင်ငံသို့လိုက်သွားခဲ့ပါတယ်။ဖူကန်ကအမေရိကန်ဒေါ်လာ100တန်အသစ်ကိုအတုလုပ်ရန်လီကိုခိုင်းပါတယ်။လီသည်ရေသာဝါတာမတ်ပြုလုပ်ခြင်းနှင့်အသေးစိတ်အချက်လက်များကိုပုံဖော်ခြင်းတွင်ထူးချွန်ကြောင်းပြသခဲ့ပါတယ်။သူတို့အဖွဲ့သည်အရှိဥရောပသို့တွားရောက်ခါတယ်လီဖုန်းလမ်းညွှန်စာအုပ်များရိုက်နေသည့်စတက်မပါသောစက်ကူများကိုဝယ်ယူခဲ့ပါတယ်။ထိုစက်ကူမှာငွေတုစစ်ဆေးသည့်ဘောဝင်များကိုလိမ်ညာနိုင်ပါတယ်။
လီနှင့်အဖွဲ့သည်ကနေဒါတွင်တန်ကြပ်ကားတစ်စီးကိုတိုက်ခိုက်ပြီးငွေရိုက်သည့်ဆေးရောင်အင်များကိုလုယူခဲ့ပါတယ်။ထိုတိုက်ခိုက်မှုတွင်လူအများအပြားအသက်ခံခဲ့ရသဖြင့်လီကစိတ်မကောင်းဖြစ်ရပါတယ်။နောက်ပိုင်းတွင်လီသည်ဆေးရောင်ဆက်နီးကိုကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့သဖြင့်နောက်ဆေးရောင်အတွက်လူသက်ရန်မလိုတော့ပေ။ပိုင်းတွင်ဖူကန်းကလီကိုရဲဆုံတော့ဝင်ချင်းကိုတက်ရန်ခိုင်းတော်လဲလီကမလုံနိုင်သဖြင့်ဖူကန်းကိုယ်တိုင်တက်လိုက်ပါတယ်။ဖူကန်းကရွမ်းနှင့်သူမ၏ဆေးသက်ထားသူကိုဖမ်းဆီးထားပြီးလီကိုရွမ်း၏ဆေးသက်ထားသူကိုတက်ရန်ခိုင်းပြန်ပါတယ်။နောက်ဆုံးတွင်လီသည်တက်တိမွေကဖူကန်းကိုတနက်ဖြန်အကြိမ်ကြိမ်ပြစ်တက်လိုက်ပါတယ်။လီသည်ယခုလက်ရှိတွင်ရဲများကိုဗကြီးဆရာဖူကန်း၏ပုံချမ်းဆွဲရာတွင်ကူညီပေးနေပါတယ်။လီကိုအာမခံဖြင့်လွတ်ပေးလိုက်ပါတယ်။သို့သောရဲဆုံတော့ဟိုသည်စုံစမ်းရင်းဖြင့်လီပြောသောဖူကန်း၏ပုံမှာသူတို့ဖမ်းခေါ်လာစဉ်ကမြင်တွေ့ခဲ့ရသောရုံးဝယ်တန်းတအူ၏မျက်နှာဖြစ်နေကြောင်းသိရှိသွားပါတယ်။တကယ်တော့ဗကြီးဆရာဆိုဒီမှာလီကိုတိုင်ပင်ဖြစ်ပါတယ်။လီကိုလာခဲ့သောအမျိုးသမီးမှာအစစ်မှန်ရွမ်းမဟုတ်ဘဲလီကရွမ်းနဲ့တူအောင်ခွဲစိတ်ပေးထားသည့်စောင်းချင်းသာဖြစ်ပါတယ်။လီနှင့်စောင်းချင်းတို့သည်လေဖြင့်ထွက်ပြေးရန်ကြိုးစားတော်လဲစောင်းချင်းကရွမ်းဤကိုပွားအဖြစ်အမြဲမနေလိုတော့ပေ။သူမကရဲကိုဖုံးဆက်ပြီးလေပေါ်ရှိဘုံကိုဖောက်ခွဲကလီနှင့်အတူအသေးခံလိုက်ပါတယ်။နောက်ပိုင်းတွင်စုံတော့ဟိုသည်အစစ်မှန်ရွမ်းကိုတွားရောက်တွေ့ဆုံလိုက်ပါတယ်။ရွမ်းကလီသည်သူမ၏အိမ်နှင်းချက်သာဖြစ်ပြီးသူမအပေါ်ဆွဲလန်းနေသောလူတစ်ယောက်သာဖြစ်ကြောင်းသူတို့ကြားတွင်မြည်သည့်ပတ်သက်မှုများမရှိခဲ့ကြောင်းပြောပြလိုက်သောအခါလီပြောပြခဲ့သောဇလန်းအားလုံးမှာလိန်ညာချက်များသာဖြစ်ကြောင်းပေါ်ပေါက်သွားပါတော့တယ်။